အခုညဘက်ကိုဈေးတစ်ဖြက်လာဝယ်ပါတယ်လိုအပ်တဲ့ဆန်လေးတွေပေါ့နော်ဒါ Nesto hypermarket ပေါ့နော်ဘာရင်းနိုင်ငံမှာပါဘာရင်းနိုင်ငံရဲ့ supermarket လေးမှာဈေးလာဝယ်တယ်ပေါ့နော်တယောက်တည်းဆိုတော့ထုတ်တရားဆွဲရအောင်ပါလောကလည်းရိုက်ချင်သေးတယ်ဒီလိုလုပ်မလဲလို့အခုကတော့အိမ်ကိုပြန်ပြီပေါ့နော်အိမ်ပြန်လမ်းလေးပေါ့အိမ်လေးကတော့နီးပါတယ်လမ်းလေးလျှောက်လိုက်အောင်ပါဟိုဘက်ကားလမ်းတစ်ဖြတ်ကိုလိုက်လို့ရှိရင်ရောက်ပြီပေါ့နော်ဒါနဲ့ဒီချိန်ဆိုချိုးဆိုင်နေဆိုပိတ်နေပြီလုံးဝအောင်လေချိုးဆိုင်နေဆိုပိတ်နေပြီစူပါမားကတ်ကြီးကတော့မနေ့2 နာရီထိဖွင့်ပါတယ်ထုတ်တစ်ဖက်နဲ့ဆွဲလိုက်တော့ကင်မရာမမြင်ဘူးဖြစ်နေတာကောင်ကျုပ်လေးကွဲအောင်တော့ဒီပါလေထိုင်းမှာဆက်တဲ့ရိုးလာဆန်းဆန်းလာတော့မသိဘူးထိုင်းမှာဆက်အဲ့လိုမျိုးဒီကလန်းလေးကူလိုက်လို့ရှိရင်တော့ဟိုဘက်ချမ်းဆိုတက်ရောက်ပြီပေါ့နော်ဈေးဝယ်ထွက်ချင်း blog တစ်ချက်ရိုက်ပြတာပါနော်ကျေးဇူးပါ